Hello အားလုံးပဲမင်္ဂလာပါကိုမိုင်ကျွန်တော်တို့ review channel တိတ်ကနေကိုမအလုံးကိုပြန်နေကြစိုက်ပါရကျွန်တော်ကိုမိုင်နော်ကျွန်တော်အခုဗီဒီယိုကတော့မပြန်20ရက်နေ့ဒီလပိုင်း2025စက်နိုင်တဲ့မိနစ်တွေကျော်လာပြီးတော့ဝမ်ချင်းလေးဒီဘင်းရောက်ကလေးတကွက်ကောင်းလေးလာပြီးပြောပြရပါကိုမိုင်နော်အားလုံးပဲမင်္ဂလာပါကိုမိုင်ကျွန်တော်ဒါကတော့ကျွန်တော်ရဲ့ channel တစ်ပါနော်ကျွန်တော်ဟိုဘက် channel ဟောင်းကတော့နေကလိုက်လို့နေကျွန်တော်တို့ထိသွားပါဘောနော်ကိုမိုင်နေကလိုက်နေတာထိသွားရဲအဲ့တော့ကျွန်တော်ဒီ channel တစ်မှာလာပြီးတော့ဗီဒီယိုလေးလာတင်ပြရပါကိုမိုင်နောက်ရက်ကနေစပြီးကျွန်တော်ဒီ channel မှာည9:00နာရီတိုင်းလိုက်ရှိပါမယ်ကိုမိုင်နော်နောက်ရက်ဆိုတော့ကျွန်တော်ကြာတာပရိနိညကနေစပြီးလိုက်ရှိပါမယ်ကိုမိုင်နော်အဲကျွန်တော် channel တစ်ကိုမိုင်ဒီဗီဒီယိုကိုတွေ့ရတယ်ကျွန်တော်ကိုမိုင် share လုပ်ဆင်ပြေကိုမိုင်က share ပေးတော့ခဲ့နောက်တစ်ချက်က channel ကို subscribe မလုပ်သေး channel ကို subscribe လုပ်တာခဲ့ကိုမိုင်နော်နောက်တစ်ခုကလက်မလေးမလားဒီလက်မလေးနေတာခဲ့ပါကိုမိုင်ဒါမှကျွန်တော်လိုက်လွှင့်နိုင်ကိုမိုင်တွေ့ရမှာပေါ့နော်အဲ okay အားလုံးပဲ channel တစ် click ကနေကြိုးစွနေပါရဲ့ကိုမိုင်နော်ကျွန်တော်ပြန်ဝါဒတော်မယ်လည်းပြန်20ရက်နေ့လေးလာပင်2025စက်နိုင်တမိနစ်တော့ပါစက်မနိုင်တမိနစ်တဲ့ကိုမိုင်ရောဒီမှာဝမ်းချင်းလေးပြောမယ်ပြီးကျွန်တော်မရောက်ခလေးပြောမယ်ကျွန်တော်တကောင်းလေးပြောမယ်ကျွန်တော်လည်းပြန်စက်နိုင်တမိနစ်တော့ကျွန်တော်ဒီ channel မှာကတော့နေ့လယ်တနာရီခွဲကြာရင်လာပြီးတော့ဗီဒီယိုကတင်ပြရှင်မှာတင်ပြပါလိမ့်မယ်ကိုမိုင်နော်မတင်ပြပြကများပါရဲ့ကိုမိုင်နော်ဒီ channel မှာကကျွန်တော်အဲ့တော့ဒီညဗီဒီယိုလေးမှာတခါတည်းအပြီးပြောတာမယ်နော်ကိုမိုင်တခါတည်းပြီးပြောတာမယ်ကျွန်တော်ကိုမိုင်နော်တခြားလေးနားထောင်အဲ့တော့ဟိုဘက် channel ကရောက်လာကိုမိုင်ကောမှာ okay လေးတန်းစီပြီးတော့တယောက်ချက်ဒီမှတ်ပြီးတော့ခဲ့နော်နောက်တစ်ခုကကျွန်တော်ရဲ့အခုဗီဒီယိုလေးကို share လို့ဆင်ပြီးရဲ့နေရာလေးမှာ share ပြီးတော့ခဲ့အများမြင်များရအောင်နော်မြောက်လို့ရရဲ့ကိုမိုင်ကမြောက်ပြီးသားခဲ့ဟုတ်ပြီနော်ကိုမိုင်တောက်ကြတာပြည်ည9:00နာရီကနေစပြီးတော့ဒီညနေမှာ live စာလွှင့်မယ်နော်အဲ့ဒီတော့ကိုမိုင်ရောဒီမှာအားလုံးပဲမနေ့ကကျွန်တော်ကိုမိုင်ချောင်းကားထုတ်ကောင်းရကြမလို့ထင်ပါတယ်နော်အဲ့တော့မနေ့ကရရဲ့ကိုမိုင်လုံးမကောမှာ okay လေးတန်းစီပြီးတော့မှန်ခဲ့နော်ညနေကကိုမိုင်လေးရမယ်တော့မထင်ဘူးเนาะရလည်းမရပါဘူးကျွန်တော် like video ကလည်းပြတ်သွားပြီလေเนาะအဲကြော်ဒီညမပြန်အင်္ဂါနေ့တော့ကျွန်တော်ဒီမှာဝမ်းချင်းလေးပြောမယ်တနေ့ကုန်းစားဝမ်းချင်းဆိုရင်တော့ကိုမိုင်မနေ့မလာညနေလာเนาะမနေ့မလာညနေလာမယ်မနေ့လာခင်ညနေမလာဘူးပြပါကိုမိုင်เนาะအဲ့ဒီဝမ်းချင်းကတနေ့ကုန်းစားဝမ်းချင်းကဒီနေ့မှတော့ပြတ်ထားတယ်ကိုမိုင်ကျွန်တော်စောင့်ငါ like ထဲမှာတော့ပြောပြီးသားပါเนาะကျွန်တော်တယောက်မေးလို့တနေ့ကုန်းစားဆိုရင်တော့၄ခုဝမ်းချင်းရှိရကိုမိုင်เนาะဒါပေမဲ့ကျွန်တော်ကမနေ့ပိုင်း7 နာရီမိနစ်တော့ကျွန်တော်တီးတဲ့နှစ်ကုံဝမ်းချင်းကိုကင်ပြီးထားပါရဲ့ကိုမိုင်နော်နှစ်ကုံဝမ်းချင်းကိုကင်ပြီးထားရဲကဲလို့တနေ့ကုံစားကြိုက်တဲ့ကိုမိုင်ကအဲ့ဝမ်းချင်းကိုထိုးပေါ်ပြန်နော်ကျွန်တော် version တွေမှာ live လွှင့်နေတော့တယောက်ကမေးလို့ပါနော်လေကိုချင်းကြိုက်နေလို့ပါဆိုရက်အကူတယောက်ပေါ့နော်မပြန်တနေ့ကုံစားဆိုရင်တော့လေကိုချင်းဝမ်းလေကိုဝမ်းချင်းရှိရဲကဲလို့မနေ့မှမလာခဲ့ဘူးဆိုရင်အကောင်ကညနေလာလိုက်မယ်နော်7 နာရီမိနစ်တော့ကျွန်တော်နှစ်ကုံဝမ်းချင်းကိုရွေးထုတ်ပေးထားတယ်7 နာရီမိနစ်တော့တီးတန်ဝမ်းချင်းကနှစ်ကုံဝမ်းချင်းမှာကိုမိုင်အဲ့ကြော်ဒီမှာဝမ်းချင်းကမနေ့ပြန်အတွက်နှစ်ခုဝမ်းချင်းမှာနော်အဲ့ကြော်ဒီမှာနှစ်နဲ့ပတ်သက်လို့နှစ်နဲ့ပတ်သက်လို့ကျွန်တော်3ခွက်ပြောမယ်နော်ခုနဲ့ပတ်သက်လို့3ခွက်ပြောမယ်ခုမိုင်းနော်နှစ်နဲ့ပတ်သက်လို့ကျွန်တော်ဒီမှာဘာရှိမလဲဆိုတော့နှစ်4ရယ်နှစ်9ရယ်နှစ်3ညာရယ်ခွန်4ရယ်ခွန်9ရယ်ခွန်3ညာရယ်ပါနော်ခုမိုင်းနှစ်4နှစ်9နှစ်3ညာခွန်4ခွန်9ခွန်3ညာပါနောက်တစ်ခုကကျွန်တော်ဒီတကွက်ကောင်းနေနဲ့ကျွန်တော်ကမှမဖြစ်20နှစ်နဲ့၄လပိုင်း2025အင်္ဂါနေ့အတွက်တကွက်ကောင်းလေးရတော့ကျွန်တော်ဒီမှာညီကိုလေးထုတ်ပေးထားပါတယ်နှစ်3ရက်ခွန်3ရက်ပါခင်ဗျာအဲ့တော့အားလုံးပဲကျွန်တော်ကမှအားလုံးပဲအဆင်ပြေကြပါစေเนาะကမှအားလုံးပဲကျွန်တော်ဆူတောင်းပေးခဲ့ပါမယ်ကိုမအားလုံးပဲမဖြစ်7နိုင်တမိနစ်မှာ20နှစ်နဲ့၄လပိုင်း2025စနိုင်တမိနစ်မှာကျွန်တော်ထုတ်ပေးထားတကွက်ကောင်းတဲ့လူအားလုံးပဲဒိုင်စီမန်ဝတ်ထုတ်ကြမယ်เนาะဒိုင်စီမန်ဝတ်ထုတ်နေပါဆိုလဲကိုမအားလုံးကိုကျွန်တော်ဒီကနေဆူတောင်းပေးလိုက်ပါတယ်အဲ့တော့အားလုံးပဲchannel တက်ကိုလာပြီးကြည့်ပြရကိုမလို့တယောက်ရှိရအောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ကမှကျွန်တော်မပြန်နေလေတနင်္လာခွေတော့ဒီ channel မှာလာပြီးတော့လွှင့်နိုင်မှာမဟုတ်ဘူးကျွန်တော်ဟိုဘက် channel ဟောင်းမှာပဲလွှင့်အောင်မယ်เนาะကျွန်တော်ဒီ channel မှာကြာတာပလိည9နိုင်ကနေစပြီးတော့ like တက်ပါမယ်အဲ့တော့အားလုံးပဲကျေးဇူးများတင်ပါတယ်ကိုမိုင်းပြန်ဆက်နိုင်တင်ပြီးတော့အားလုံးပဲတခုကောင်းတဲ့သူเนาะဒိုင်စီမံဝင်လုပ်ကြမယ်ဟုတ်ပြီနော်ကိုမိုင်းကျွန်တော်ဒီထဲမှာညီကိုဝန်းချင်းကိုဆက်နိုင်တင်ပြီးတီးတန့်ဝန်းချင်းကိုကျွန်တော်အကုန်လုံးတခါလေးပြောပေးခဲ့တယ်เนาะကိုမိုင်းအားလုံးပဲshare ပြီးတော့ကြည့်ဦးနော်ကိုမိုင် subscribe လုပ်တာဟုတ်ပြီနော်အားလုံးပဲကျေးဇူးများတင်ပါတယ်ကိုမိုင်